ကျမစားသမျှအကုန်လုံးရှင်တို့လိုက်စားခြင်းနဲ့ဆိုပြောကြအောင်ကဲဘယ်လိုလုပ်မလဲဟိုတစ်ခေါက်ကရှင်တို့ Omo ရဲ့Foodpanda application ထဲမှာဒီမာလာတုတ်ထိုးလေးကိုရှင်တို့မတွေ့ဘူးလို့ပြောတာလေအဲ့တုန်းကကျမဘက်ရဲ့ application မှာသူတို့ပေါ်နေတော့ကျမမှားစားတာပေါ့နော်နောက်တစ်ခါကျမမှားစားမလို့တော့မတွေ့ဘူးကျမအဲ့နဲ့ K ဆက်လေးပဲယူလိုက် K ဆက်ဆိုတာသူတို့ကနေ့လည်စာစားဖို့အတွက်ကိုတီးတန့်ထုတ်ပေးထားတဲ့ဆက်လေးပေါ့နော်ကျမတင်ပေးထားရရှင်အဲ့ဒါကကြတော့ကိုရီးယား food ဆက်လေးပေါ့နော်ကျမအဲ့ဒါလေးပဲဝယ်စားလိုက်တယ်ရှင်အကုန်အပီးစီးဆိုလို့ရှိရင်တော့13000လောက်ကြာရရှင်ဒါလည်းအတူတူပဲဈေးတူတူပဲဒါလည်းအပီးစီးကို13000ရှင်သူတို့စီထဲမှာသူတို့ထဲမှာရေးထားတာတော့9500လား1000လားမသိဘူးဒါပေမဲ့အပီးစီးခွက်ဖို့ delivery ဖို့အကုန်အပီးစီးဆို13000အကုန်လုံးကဈေးကတူတူပဲရှင်1000ပဲရေး9500ပဲရေးအကုန်အပီးစီးဆို13000လောက်ကြာတယ်နော်အခု application ထဲမှာပြန်တွေ့နေရပြီကျမဒီနေ့တွေ့ရရှင်ဟိုနေ့ကကျမလည်းရှင်တို့လိုပဲလုံးဝမတွေ့ဘူးအဲကြားထဲမှာကျမပြုံးမယ်ဟိုတစ်ဘက်ကကျမကဒီသူတို့ရကင်ချီကြိုက်လို့ဆိုကျမတပူးပေါ့နော်မှားလိုက်ရထက်ပြီးတော့ဘလောက်ဂရန်လဲကျမမသိဘူး2000ဘိုးပေါ့နော်မှားတာကိုကျမဘူးကဟိုရွှေ့ဒီရွှေ့နေအိမ်ပြောင်းရနေပြီးတော့ပျောက်သွားတယ်ရှင်မစားလိုက်ရဘူးเนาะဒီနေ့ထပ်ပြီးတော့မှားထားတယ်ရေခဲတက်တာထဲမှာတိန်းထားကျမရှင်တို့မပြလိုက်ရဘူးเนาะကဲစားမယ်ဆိုလို့ရှိရင်တော့အုံမှုထဲမှာကျမဒါအတန်ဆုံးလို့ထင်တယ်ငါးသားပြနှစ်ချောင်းကိုဘယ်လောက်လဲ8000လား6000လားမသိဘူးနှစ်ချောင်းကိုမှလေအဲ့ဆက်ကလုံးဝမတန်အောင်ဒါကိုစားလိုက်ဒီထက်မှာငါးသားပြလဲပါတယ်အမှုလဲပါတယ်ပြီးတော့ဘေကွန်လေးအောင်ပါတယ်လို့ပဲကျွန်တော်တွေးလိုက်တယ်လို့ပဲเนาะပြီးတော့လေထမင်းလေးလဲပါတယ်ထမင်းကဒီတစ်ခါတော့တိတ်မစည်းဘူးရှင်အရင်တစ်ခါကကျမကိုပိုးရဆန်လေးစီးပိုင်းနေရတော်တော်စားကောင်းတယ်ဒီတစ်ခါကတိတ်မစည်းနည်းနည်းလေးဖွဲ့တယ်ပေါ့နော်ဂင်ချီကနည်းနည်းလေးချင်းတဲ့ဘက်ကိုသွားနေအရင်တစ်ခါကတော့စားကောက်နေပေါ့နော်ဒါပေမဲ့ငါးသားပြားကြီးကြပါတော့ချောင်းအကြီးကြီးပဲ3-4ခုပါတယ်5ခုလား4ခုလားအဲ့လောက်ပါတယ်ရှင်ဒါပို့တန်တယ်တိတာကျမထင်တော့လေရှင်တို့ဟိုတစ်ခေါက်က application မှာမတွေ့ဘူးပြောနေတယ်ဒီမြန်သွားပြီးသားရှာလိုက်တော့ဒီတစ်ခေါက်တော့ကျမ Foodpanda application မှာအဲ့ဒီမာလာအတုတ်ထိုးဆက်ကလေးပြန်ရောက်နေပါပြီလို့ကျမဒီနေ့မှားလိုက်ပြီရှင်အရန်စားကောင်းမဆွဲနေတာကုန်ပြီနော်အခုအတန်သွင်းတဲ့အချိန်မှာအားလုံးပဲတက်